Even City channel နဲ့နေကြိုလိုက်ပါတယ်ဒီနေ့မှာတော့ပေါ့နော်အားလုံးအရန်သိချင်နေတဲ့ဗာလဲကိုရီးယားနိုင်ငံကလမ်းမလေးအိမ်လေးအဲ့လိုမျိုးကြီးပေါ့နော်အဲ့ဒါကိုပြပြသေးပေးသွားမှာပါပေါ့နော် ID လေးကိုပြောပြပေးသွားမှာအဲ့ဒါကြောင့်ဗီဒီယိုလေးကိုလိုက်စားကြအောင်ပေါ့နော်အရင်ဆုံးအကောင့်ဖွင့်ထားမှရပါမယ်အကောင့်ဘလို့ဖွင့်ရလဲမမအဲ့လိုမျိုးပြောပြတဲ့သူတွေရှိပါတယ်အဲ့ဒါကို reply ပြန်ပြီးသွားပါပြီအကောင့်ထဲမှာကြည့်လို့ရပါတယ်ပေါ့နော်ကဲအရင်ဆုံး Korea City ID လေးရအောင်လို့ menu ထဲဝင်ပါမယ်ပြီး props ထဲဝင်ပါမယ်ပြီးရင်ဒီ search by props ID လေးဝင်ပါမယ် ID နာမည်လေးကိုအခုပြပြပေးမှာဖြစ်ပါတယ်ID နာမည်ကတော့988633435ဖြစ်ပါတယ်ကဲအခုဆိုရင်တော့ရပါပြီပြီးရင် download လေးကိုနှိပ်ပါမယ်ပေါ့နော်ပြီးဒီကြက်ချီကလေးကိုနှိပ်လို့ရပါတယ်ကျန်တဲ့ကြက်ချီကနှိပ်လို့မရပါဘူးအခုကျတော့ CD လေးတော့တစ်ခုခုလေးရောက်ကဲဒီမှာရောက်ပါပြီကိုရီးယား CD တဲ့လမ်းမလေးပေါ့နော်ကကြီးကကြီးကြက်ချီကျန်ညှက်ပြီးပါနော်ကြက်ချီခတ်ပါနော်ကဲခုနကတော့ my girl house တဲ့ဝင်မယ် girl house တဲ့ကဲဒီလိုမျိုးတွေ့ရမှာပါဒါတော့ဟိုကနေတွေ့ရပါဘောနော်တခြားသူတွေစီကနေဒီ ID လေးကိုတွေ့သွားဖြစ်ပါတယ်အိမ်လေးတစ်ခုမှာတော့မိုက်ပါတယ်ရှင်ဒါပေမဲ့မကောင်းတာတစ်ခုကကြတော့အိမ်လေးကအရန်ဆက်နေတယ်ပေါ့နော် channel မှာလေဒီနေရာတဝိုင်းလေးတော့3အိမ်အောင်ဖြစ်နေပြီဒါပေမဲ့မိုက်တာတော့ရှိပါတယ်ဒီလမ်းလေးကိုကြည့်ပါတော်တော်ကြီးကိုမိုက်ပါတယ်ပေါ့နော်ဒီမှာထိုင်ကုန်တွေလည်းရှိတယ်အရန်မိုက်တယ်စပိန်တွေလည်းမိုက်တယ်ကဲဒီမှာကြည့်အမိုက်ပုံးတွေလည်းရှိတယ်ကိုရီးယားနိုင်ငံอ่ะပေါ့နော်ဒီမှာအိမ်တွေလည်းရှိတယ်မျိုးစုံရှိပါတယ်ဒါလမ်းကြားလေးဖြစ်ပါတယ်ပန်းလေးရှိတယ်ဒီမှာအမိုက်ပုံးရဲ့အပေါ်ထက်ကိုသွားရင်လုံးဝမိုက်တာပေါ့နော်ရှုခင်းလေးอ่ะအရန်ဟိုမိုက်ပါတယ်ပြီးရင်ဒီမှာအိမ်လမ်းကြားလေးอ่ะပေါ့နော်စပိန်တွေအမိုက်ပုံးတွေအရန်ဟိုမိုက်တယ်ညဘက်အတွက်လည်းတင့်တော်တဲ့မီးလေးပေါ့နော်ဒီမှာလည်း Sakura Park လို့ရေးထားတယ်အရန်မိုက်ပါတယ်ပေါ့နော်တော်တော်ကြီးကိုကောင်းတယ်ဒီ ID လေးကိုအရန်သုံးပြုဖို့အရန်ကောင်းတယ်ဥပမာဇက်ကားရေးပုံမြင်နေပါဖန်တီးလို့ရှိရင်ဒီ ID လေးနဲ့လုံးမပါရမှာပေါ့နော်ဒီ ID လေးပါမှအရန်ကောင်းတာပေါ့နော်ကြည့်ပါအောင်ဒါဆိုရင် cherry ပန်းအပင်ကဲတခြားနေရာကြည့်အောင်မှာပေါ့နော်ဘာရှိလဲ city လဲဒီဟာကိုပထမဆုံးလေ့လာတာပေါ့နော်ပထမဆုံးတွေ့ရပေါ့တခြားနေရာမှာဆိုအိမ်လေးလည်းရှိတယ်တော်တော်ကြီးကိုမိုက်ပါတယ်ကိုရီးယား city ဖြစ်တဲ့အတွက်ကဲဒီမှာလေးကြည့်ဒီလမ်းလေးကတော့ခင်းထားတာပေါ့နော်ကဲဒီမှာဆိုရင်ဒါကကြတော့ပြီးပြီပေါ့နော်လမ်းကြတော့ဒါပေမဲ့ဒီနေရာမှာရှိသေးရပေါ့နော်အမိုက်ပုံနဲ့သူကအလားဆင်ပေးထားရပေါ့နော်ကားရင်းနဲ့တစ်ခါတည်းအရန်မိုက်ပါတယ်ဒီလမ်းမှာလည်းရှိသေးတယ်တစ်ပင်လေးအသစ်စမ်းလေးနဲ့အမိုက်ပုံလေးစပိန်လေးလည်းရှိသေးတယ်ပေါ့နော်အဆောက်အုံလေးနဲ့ပြည့်စုံတယ်တော်တော်ကြီးကိုလည်းမိုက်ပါတယ်ပေါ့နော်ကဲဒါလေးပဲတော့ထင်ပါတယ်ပေါ့နော်ဒီ ID လေးကို try ကြည့်ပြီးဘယ်ထိရှိရဲဆိုပြောပြပေးအောင်နော်မသိတာရှိနေမေးလို့ရပါတယ် comment ထဲမှာကဲအိမ်ကနေဒီထိဘယ်လိုသွားရလဲပြောပြမယ်ပေါ့နော်အလွယ်ဆုံးနည်းကကျအိမ်ကိုပဲသွားလိုက်ဒီမှာရောက်ပြီလမ်းပဲအဲ့လမ်းတိုင်းပဲတချို့သူတွေကိုပြောမယ်တချို့သူတွေကအဲ့လိုမျိုး ကိုလုတ်ပြီးသားတဲ့ ID ထိဘယ်လိုသွားရမလဲဆိုတော့မေးတဲ့သူရှိပါတယ်အဲ့ဒါလေးကိုအခုဗီဒီယိုထဲမှာတစ်ခါလေးပြပြပေးသွားမှာပေါ့နော်ဒီ menu လေးထဲဝင်မယ် props ထဲဝင်မယ်ဒီမှာ show position ကိုနှိပ်လိုက်ပါ
ဒီအခုအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါ तू ကပြချင်တာပါဘယ်နေရာလဲဆိုချို့ဆိုအဲ့လိုပြောပျောက်သွားပြီဘယ်လိုလုပ်ရမှာလဲအဲ့ဒီရွာကိုပဲနှိပ်ပါထက်ခါဒါဆိုရင်ရပါပြီပေါ့နော်ဒီမှာလဲဝါယာကြိုးရှိပါတယ်တော်တော်မိုက်ပါတယ်ပေါ့နော်ဒါလေးကို try ကြည့်ဖို့အရန်ဟိုဖြစ်တယ်ပေါ့နော်မသိရရှိရင် comment ထဲမှာမေးသွားဖို့ပဲအကြံပြုပါတယ် comment ထဲဟာလဲ reply ပြန်ပြောမှာဖြစ်ပါတယ် bye အားလုံးပဲ like and subscribe လေးလုပ်ခဲ့ပုံပေါ့နော်